ပင်လုံစိတ်တက်တဲ့ပင်လုံဂရိကဝတ်ဒီနှစ်ခုကကျွန်တော်အမြင်မှာတော့ခွဲလို့မရဘူးเนาะအတူတူပဲเนาะဘာလို့ဒီပင်လုံဂရိကဝတ်ဒီပင်လုံစာချုပ်ထဲမှာပါတဲ့အကြောင်းအရာတွေเนาะပင်လုံနဲ့ပတ်သက်တဲ့ဆက်နွယ်နေတဲ့เนาะ principle တွေကအများကြီးပဲအဲ့ဒီမှာကျွန်တော်တို့ပြောမယ်ဆိုရင်ဓာတ်တူမှုပါမယ်เนาะနောက်လွတ်လပ်မှုပါမယ်เนาะနောက်ပြီးတော့ဒီ federal နိုင်ငံထူထောင်မယ်ဆိုတာပါမယ်เนาะဒီတပီတောင်စနစ်မဟုတ်ဘူးဆိုတာเนาะအဲ့ဒါကြီးပါတယ်เนาะကျွန်တော်သိကြလေ့လာကြည့်လို့ရှိရင်ဘိုးကျောင်းဆိုင်ရဲ့ဒီလမ်းညွှန်မှုခုနှစ်ချက်ဒီဟို constitution ဆွဲဖို့အတွက်အဲ့ဒီမှာဆိုရင်လည်းတိုင်းသားဒီလူမျိုးစုတွေအတွက်လုံလောက်တဲ့ကာကွယ်မှုရှိရမယ်စသဖြင့်နောက်ပြီးတော့အာဏာဟာပြည်သူတွေရှင်းသက်ရမယ်ဆိုတာဒါတွေကအကုန်လုံးက principle တွေပဲဒီ principle တွေတွားကြောက်ပြီးတော့ဒါတွေမပြောပါနဲ့ဆိုလို့မဟုတ်ဘူးအဲ့ဒါတွေရှိလို့ပဲကျွန်တော်တို့ကဟာတိုက်တယ်ဟာဆိုပြီးစိုင်းထိုးလိုက်ပြီးတော့ပင်လို့စိတ်တယ်ဆိုတာအဲ့ဒါကိုပြောတာဟုတ်ပူပေါင်းလိုက်တာဟုတ်နော်ဆိုတော့ဒီတစ်ခုကခွဲလို့မရဘူးလူတွေကအလကားကြောက်တာနော်အဲ့ကြောက်တဲ့လူတွေတော့ပြောတော့မေးကြည့်ဘယ်အောင်ကြောက်တာလို့ဒီထဲမှာဒီ principle တွေအများကြီးရှိတယ်နော်ဘယ်တစ်ချက်ကိုကြောက်တယ်နော်ကိုယ်ပိုင်အုပ်ချုပ်ကိုကြောက်လားမဟုတ်ဘူးကိုယ်ပြတဲ့ပိုင်ကြောက်လားအဲ့ဒါလည်းမကြောက်ဘူးနော်အဲ့ဒီမိုကရေစီရှိရမယ်ဆိုတာအဲ့ဒါလည်းခင်ဗျမလို့ချင်ဘူးလားတခုချင်းမေးကြည့် principle တခုချင်းမေးကြည့်သူတို့မကြိုက်တာတခုမှမရှိဘူးဗမာပြည်တိုင်းသားပြည်သူတို့လည်းလိုချင်တာပဲနော်ဆိုတော့အဲ့ဟာဟိုဝရဝရဖြစ်နေတယ်တိတိကျကျ concrete မဖြစ်ဘူးနော်အဲ့တော့ဒီခိုးတဲ့ပိုင်ခွဲဆိုတာကြီးကလည်းသူတို့ပြောကြတယ်နော်အမှန်တော့ခိုးတဲ့ပိုင်ခွဲကဘိုးကျောင်းစားလည်းမကြောက်ဘူးကျွန်တော်လည်းမကြောက်ကြောက်ရမှာကအဲ့ဒါမဟုတ်ဘူးမဟုတ်တဲ့ဟာကိုတော့ကြောက်တာဒီခုနပြောတဲ့ပင်လုံဂတိကဝတ်ဒီမရှိမှာတာကြောက်မယ်နော်ဒါတွေကိုအကောင့်ထဲပေါ်လို့ရှိရင်ဘယ်မှမခွတ်ထုတ်ဘူးနော်အဲ့တော့မဟုတ်တဲ့ဟာကိုတော့ကြောက်တာနော်အဲ့တော့ဒီခွဲတဲ့ပိုင်ခွင့်ကြီးကရှင်းပြောရင်တိုင်းသားတွေကစတာမဟုတ်ဘူးဖဆပလာစတာနော်ကျွန်တော်လေ့လာမှုဟိုအားနေမလားတော့မသိဘူးကျွန်တော်သိတာကတော့ဒီပင်လုံညီလာခံမတိုင်ခင်မှာဖဆပလာညီလာခံနော်အရွှေတကုံခြေရင်းမှာလုပ်တဲ့ညီလာခံမှာကိုကပါတယ်အဲ့တော့ရှမ်းတွေကဟိုဗမာပြည်မှာလာခွင့်မရှိဘူးကျွန်တော်ရှမ်းချင်းကချင်းနော်ရှမ်းလူငယ်ကောင်းဆောင်9ယောက်ကခိုးပြီးလာတာအဲ့မှာကဖဆပလာကြီးညာတယ်နော်ဒီဒေသတွေနဲ့အတူလွတ်လပ်ရေးယူမယ်နော်သူတို့နဲ့အတူပြည်တော်စုထောင်မယ်နောက်သူတို့ဟာအချိန်ပြီးခွဲထွက်ခြင်းလဲဆိုရင်လည်းခွဲထွက်လို့ရတယ်အဲ့ဒါဖဆပလာစားတာအဲ့မှာရှမ်းလူငယ်9ဦးကလည်းအော်ဗမာတွေတိတ်ဟိုဘာခေါ်မလဲသဘောထားကြီးတယ်ပေါ့နော်သူတို့အရန်ဝန်တာတယ်ဆိုတော့တိုင်းသားပဲအစတောင်းတာမဟုတ်ဘူးဗမာပဲအစပြီးတော့အဲ့ဒါကိုပေးတာဆိုတော့အကြောင်းရင်းကဘာလို့လဲဆိုတော့အဲ့ကာလမှာဒီ UN ကဟို trusteeship လေ UN trusteeship မှာနေလို့ရတယ်ကျွန်တော်တို့ကနေခဲ့လို့ရတယ်နေခဲ့ပြီးတော့တစ်ချိန်မှာတော့ကျွန်တော် training တွေပေးပြီးတော့ကိုယ့်အကိုအုပ်ချုပ်ရတဲ့ခါမှာကျွန်တော်လွတ်လပ်ရေးလဲကျွန်တော်ကကိုယ့်အကိုလွတ်လပ်တဲ့နိုင်ငံလဲထူထောင်လို့ရတယ်အိန္ဒိယနဲ့ပြည်ဗမာပြည်နဲ့ပူးပေါင်းလို့ရတယ်အဲ့လိုအခွင့်အရေးတွေရှိတဲ့ခါကျတော့မင်းတို့အင်္ဂလိပ်လက်အောက်မှာနေခဲ့ကြမလို့ငါတို့ဗမာနဲ့ပေါင်းလဲအဲ့ခွင့်ငါတို့ပေးမယ်အဲ့လိုပေးပါလဲထိုးပါဘူးနော်အဲ့တော့အတူပဲနော်နောက်ပြီးတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်ပြတာအင်္ဂလိပ်နဲ့စနေခဲ့မှရမှာမဟုတ်ငါတို့နဲ့ပေါင်းလဲရမယ်အခုချက်ချင်းရမယ်နော်မင်းတို့ဟိုနေခဲ့လို့ရှိရင်10နှစ်တာနီ20တာနီကြမှာရမယ်အဲ့ဒါတွေနော်ကိုယ့်ကိုအုပ်ချုပ်နိုင်တဲ့အဆင့်ထိရောက်မှဆိုတာမျိုးနော်အဲ့တော့ training လုပ်ပေးဦးမယ်ဒါအဲ့လိုမကြစရာဘာလို့ဆိုရင်ချစ်ချင်းရမယ်ဆိုတော့မကျေနပ်ဘူးလားမကျေနပ်ရင်10နှစ်တွင်မလို့10နှစ်ပြီးရင်10နှစ်ပြီးပါနော်ဆိုတော့တိုင်းသားတွေကပြောတာအချိန်မရွေးခွတ်တဲ့ဘိုင်ကိုဘိုးကျောင်းဆောင်10နှစ်ဘာလို့10နှစ်လဲဆိုတော့သူကနိုင်ငံရေးကြွကျင်တာနော်အဲ့ဒါကိုသူမကြိုက်ဘူးအချိန်မရွေးခွတ်တဲ့ဘိုင်ကိုဆိုတာမကြိုက်ဘူးအဲ့ဒါတော့မလုပ်ပါနဲ့နော်ကျွန်တော်တို့ကိုလည်းအခွင့်အရေးပေးပါနော်ကျွန်တော်ရဲ့ self esteem ကိုတန်ဖိုးထားမှုကိုလည်းကျွန်တော်တို့ဟိုတက်တည်ပြတ်ခွင့်ပေးပါနော်ဆိုတော့9နှစ်စီမံကိန်းနှစ်ခါလုပ်ပြမယ်နော်တန်းတူအောင်အဲ့မှာကျွန်တော်တို့ကနော်မတရားသဖြင့်လှုပ်တယ်ဆိုရင်မကြည့်နိုင်ခွက်ထွက်ပေါ့နော်အဲ့တော့ဗမာဒီတချို့ကခင်ဗျအဲ့ဒီအောင်မကြည့်နိုင်ဘူးအဲ့ခေတ်မှာကွာအဲ့တော့သူကပြောတာဟာ10နှစ်တန်လုံးမှငါတို့ကသူတို့ကြည်နှက်အောင်လုပ်မပေးနိုင်ဘူးဆိုရင်ငါတို့အဖြစ်ပေါ့အဲ့ခေါ်တဲ့လူရဲ့အဖြစ်ပေါ့နောက်ပြီးတော့ပင်လုံစာချုပ်ထဲမှာဒါမပါဘူးနော်ခေါ်တဲ့မပါဘူးတိုင်းသားတွေအဲ့ဒီမှာရေးကျင်တယ်ဘိုးကျောင်းစားဟိုဒီကနိုင်ငံရေးဟိုအင်မတန်ကျွမ်းကျင်တယ်လူဆိုတော့ဒီထဲမှာမလို့ဒါအခြေခံဥပဒေထဲမှာထည့်ရမယ်
အခြေခံဥပဒေတော့လည်းထည့်သွားတာနော်ဘာလို့ပြင်စာချုပ်ဆိုတာကအခြေရနော်ထာဝရတည်မြဲမဲ့ဟာဘူးနော်တော့ပြင်လို့မရဘူးလေတော့အခြေခံဥပဒေဆိုတာပြင်လို့ရတယ်လေတစ်ချိန်မှာခွဲတစရာမလိုတော့ဘူးဆိုတဲ့ခါမှာဒီခွဲတရေးဆိုတာလည်းဆွေးနွေးစရာမလိုတော့ဘူးလေဟုတ်တယ်မလားဆိုတော့အခုခေတ်မှာတော့အကုန်လုံးကလက်ခံလာကြပြီဆိုတော့တိုင်းသားတွေလိုချင်တာကိုလည်းသူတို့ဟိုလိုက်လောလာကြပြီသဘောပေါက်လာကြပြီဆိုတော့ဒါလည်းတိတ်တော့အရေးမကြီးတော့ဆွေးနွေးစရာတော့မလိုဘူးလို့ကျွန်တော်ထင်တယ်နောက်ပြီးတော့ဂတိကဝတ်ဆိုတဲ့နေရာမှာလူတွေကဘိုးကျောင်းစားဂရိပေးတယ်ဘိုးကျောင်းစားဂရိတစ်ဖက်သက်ပေးတာမဟုတ်ဘူးကျွန်တော်တိုင်းသားတွေကလည်းပေးတယ်လေဒီ principle တွေဒါရှိလို့ရှိရင်နော်ကျွန်တော်ဘယ်တော့မှမခွတ်တယ်ဘူးရတဲ့ပေါက်နိုင်တယ်နော်အဲ့တော့ဒီ principle တွေကပါလေနော်လူတွေကထင်နေတာဒါတိုင်းသားတွေကိုလိုက်လျောပြီးပေးတာလို့ထင်နေတာ principle တွေသိကြဖတ်ကြည့်တစ်ခုချင်းဖတ်ကြည့်နော်ခုနပြောတဲ့ကျွန်တော်ဒီမိုကရေစီနဲ့ပတ်သက်တဲ့ principle တွေကြီးတဲ့ဘဒူးနဲ့မှမဆိုင်ဘူးနော်တိကျမဆိုင်ဘူးဗမာနဲ့လည်းတိကျမဆိုင်ဘူးချင်းနဲ့လည်းတိကျမဆိုင်ဘူးလူအားလုံးနဲ့ဆိုင်တာနော်ပြည်သူအားလုံးနဲ့ဆိုင်တာဆိုတော့ဒီကတိကဝတ်ကနော်တစ်ဖက်တပ်ပေးတာမဟုတ်ဘူးဒီ principle တွေရှိနေလူမှမခွတ်တယ်ဒါပဲဆိုတော့ခါကျတော့ဒီခုနပြောတဲ့လူတွေကဘိုးကျောင်းအောင်စားပေးလိုက်တယ်ဂရိကိုလူတွေပေးလိုက်တယ်ဆိုတော့မှားတယ်နော်နှစ်ဖက်အပြန်လှန်ပေးကြတာအဲ့တော့ပေးကြပြီးတော့မှသဘောတူပြီးတော့စိုက်ထုတ်ရကြတာအဲ့ဒါပြည်လို့စိတ်တာပဲအဲ့ဒီကခွဲလို့မရဘူးကျွန်တော်အမြင်ပေါ့နော်ဒီခုချိန်မှာလည်းကျွန်တော်တိုင်းသားဘက်ကနေဒီဗမာပြည်ရဲ့ဗမာဘက်ကနေရန်ခွေချာဆက်ဆံခံရတယ်ပေါ့ပြီးရင်ဒီမာဘာသာလို့ကျွန်တော်ခေါ်နေတဲ့အမျိုးဘာသာတနာဒီနဲ့ permanization လုပ်နေတယ်ပေါ့အဲ့လိုကျွန်တော်ဆွဆွေးပြီးတော့ပြုံးနေတဲ့ဟာဒီကောင်တိုင်းသားစီလုံးကြီးအတွက်ဖြောဖြစ်ခဲ့သလားဘယ်လောက်ဖြစ်ခဲ့တယ်လဲပြီးရင်ကျွန်တော်ဒီဒါဒီကတကယ်လို့များဖြစ်ခဲ့ရင်တော့ဟိုကျွန်တော်ရဲ့တိုင်းသားစီလုံးကြီးအတွက်ပေါ့နော်ဘယ်လောက်ဟန်တာဖြစ်နိုင်တယ်လဲဆိုတာဘာမှတာတဲ့ပတ်သက်ပြီးတော့ very controversial ပါဗမာထဲမှာဟိုအယူဆတွေကွဲမဲ့ဖြစ်တယ်နော်ကျွန်တော်တို့အတေချာတော့မနေလာမိဘူးနော်ဗမာတွေနဲ့တေချာမေးပြီးတော့မင်းတို့ကြိုက်လားမကြိုက်လားတော့မေးပြီးဒါပေမဲ့ကျွန်တော်သိသလောက်ကတော့ဒီဘာသာတာကိုမကြိုက်ပါဘူးနော်မကြိုက်ဘူးဒါကွဲကြပြဲကြမယ်ဆိုတာမျိုးပေါ့နော်လူမျိုးကြီးဘာသာကြီးကြကွဲကြပြဲကြမယ်policy တွေရှိတယ်ဆိုပြီးတော့ယုံကြည်တဲ့လူကပိုများပါတယ်တို့ပြင်စာရေးဆရာတွေနော်စာရေးဆရာတွေပညာတတ်တွေပေါ့နော်ဒါပေမဲ့နလဘိန်းလုံးဟိုတွေကတော့တရားကိုလက်ခံမှာပေါ့ကျွန်တော်အပေါ်ရမြင်တဲ့လောက်ကတော့နော်ဘာလို့ကျွန်တော်အတွင်းနဲ့ဆိုင်ကျွန်တော်မလိလာမိဘူးဆိုတော့ဟိုအများစုကတော့မကြိုက်ပါဘူးကျွန်တော်ထင်တာတော့နော်မကောင်းပါဘူးယူဆသူတို့ policy ကနောက်ပြီးအဲ့ဒီခွဲရပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ကျွန်တော်လေ့လာသိရှိရသလောက်ကနော်စတာပေါ့နော်ဘယ်ကစလဲဆိုတော့ဒီအဲ့ဒီခေတ်နော်ဟိုဗမာကောင်းဆောင်တွေကနော်ထိပ်ကြီးကောင်းဆောင်တွေပေါ့နော်ဒါပြည့်ကဟိုလက်ဝဲဟိုအားကိုယုံကြည်ကြတယ်လက်ဝဲမယုံရင်တော့မှလက်ဝဲပဲလက်ဝဲရင်းကြတယ်ဆိုတော့ကိုယ်စလဲတော်များနေရတော့ဘယ်ဟာကိုကြည့်လဲဆိုတော့ပြည်တော်စုထူထောင်နေတယ်များဒီဆိုဗီယက်ယူနီယံပေါ့နော်ဆိုဗီယက်ပြည်တော်စုကိုသူကမော်ဒယ်အနေနဲ့ကြည့်တယ်ဆိုဗီယက်ယူဆပါကဒီမိမိကိုဘာလဲvoluntarily နော်ပူပေါင်းလာတယ်ပြီးတော့ပြည်တော်စုဖွဲ့တယ်နော်ပြီးတော့အဲ့လိုမိမိစန္ဒအလျောက်နော်ပူပေါင်းလာတဲ့လျောက်တစ်ချိန်မှာမိမိစန္ဒအလျောက်ပြန်ခွဲထွက်လို့ရတယ်ဆိုတဲ့ဟောဆိုတော့ဂုံယူစွာပြောတာနော်သူတို့ဒီဟိုပြည်တော်စုဆိုင်ရာသူတို့လောက်ထားတဲ့ model လားအဲ့ဒါပဲဒါပေမဲ့တိုင်းသားတွေရှမ်းနေရတော့ဒီ US model လို့သူကကြည့်တာများတယ် US model မှာတော့ခွဲထွက်ပိုင်ခွင့်ရှိတယ်လည်းမပြောမရှိဘူးလည်းမပြောဆိုဗီယက်ယူနီယံရဲ့ model မှာတော့အချိန်မျိုးခွဲထွက်ပိုင်ခွင့်ရှိတယ်အဲ့ဒီပေါ်မှာမူတည်ပြီးတော့သူတို့ကဟိုဒီဟာနဲ့ပတ်ပြီးတော့ပြဿနာမတက်ခဲ့ဘူးเนาะအဲ့ဒီကာလမှာတကယ်တမ်းဆိုထိပ်စည်းကောင်းဆောင်တွေကအဲ့ဒါပဲ